ငမဲကြီးဟာစောင့်ကြည့်ကင်မရာတွေရှိမှတင်သူ့ရဲ့ဥထုပ်ကိုတမင်ကျွတ်ပြလိုက်ပြီးပြတိုက်ညွှန်ကြားရေးမှုစီကိုသူ့ရဲ့ခိုးယူမဲ့အစီအစဉ်ကိုကိုယ်တိုင်ကိုယ်ကျတွားရောက်ပေးအပ်ခဲ့ပါတယ်။သူ့ရဲ့ပြစ်မှတ်ကတော့ဒေါ်လာ2 ဘီလီယံတန်ပူလဲနဲ့ကြီးပါကြောက်လန့်သွားတဲ့ညွှန်ကြားရေးမှုဟာလုံခြုံရေးကုတ်တွေကိုကိုယ်တိုင်ကိုယ်ကျပြန်ပြောင်းမယ်ဆိုတာသူကြိုသိနေပြီးအပြင်ဘက်ကနေကွက်ကြကြစောင့်ကြည့်ကကုန်းနံပါတ်အတစ်ကိုမှတ်သားထားလိုက်ပါတယ်။ညွှန်ကြားရေးမှုကပူလဲကြီးကိုအထူးတပ်ဖွဲ့တွေနဲ့24နာရီပတ်လုံးစောင့်ကြပ်ခိုင်းထားသလိုငမဲကြီးကလည်းသူ့ရဲ့အစီအစဉ်ကိုမီဒီယာတွေကိုချပြလိုက်တာကြောင့်ပါရီမြို့တစ်မြို့လုံးကလူတွေဟာဒီပွဲကြီးကိုကြည့်ဖို့စုပြုံရောက်ရှိလာကြပါတယ်။သတ်မှတ်ထားတဲ့အချိန်ရောက်ပေမဲ့ဘာမှမဖြစ်သေးတာကြောင့်ညွှန်ကြားရေးမှုတပြင်းချလိုက်တဲ့အချိန်မှာပဲအချက်ပေးတန်ကြီးအကျယ်ကြီးမြည်လာပါတော့တယ်။ရဲတပ်ဖွဲ့ဝင်တွေကအတွင်းလူပါဝင်တယ်လို့ယူဆပြီးအထူးတပ်ဖွဲ့ဝင်တွေကိုတယောက်ချင်းစစ်ဆေးနေအောင်မှာပဲငမဲကြီးဟာသူ့မှတ်ထားတဲ့ကုတ်တစ်နဲ့ပူလဲကြီးကိုယူပြီးထွက်သွားခဲ့ပါပြီ။ညွှန်ကြားရေးမှုကတခုခုမားနေပြီဆိုတာသိလိုက်တာကြောင့်ထွက်ပေါက်တွေကိုပိတ်ခိုင်းလိုက်ပါတယ်။ငမဲကြီးဟာလည်းသူ့ရဲ့ဝတ်စုံတွေကိုလဲပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ထွက်ပေါက်မှာတင်အဖမ်းခံလိုက်ရပါတော့တယ်။လူအများကြီးရှိမှတင်ရဲကားပေါ်အတင်ခံလိုက်ရတဲ့အချိန်မှာငမဲကြီးဟာရေမောလိုက်ပါတယ်တကယ်တော့အဲ့ဒီရဲကားဟာသူ့ပေါင်းပါတွေမောင်းလာတဲ့ရဲကားအတူဖြစ်နေလို့ပါသူဟာရဲကားဥဒတန်တွေကြားမှာတင်လွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်သူဟာတိုက်ခေါင်မိုးပေါ်တက်ပြီးစောင့်ကြည့်သူတွေမြင်အောင်တမင်ကိုပြလိုက်ပါတယ်ရဲတပ်ဖွဲ့ဝင်အားလုံးသူ့နောက်ကိုလိုက်လာတဲ့အခါသူဟာ10 မီတာကျော်ကျယ်တဲ့အဆောက်အုံကြားကိုခုန်ကူးဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်လူများရှိမှအတင်သူဟာအမြင့်ကနေပြုတ်ကျသေဆုံးသွားတယ်လို့ထင်ရအောင်လုပ်လိုက်တာပါရဲတွေရောက်လာတဲ့အခါသူ့ရဲ့ဥထုပ်လေးပဲကျန်တော့တယ်စုံထောက်ကြီးကရင်ခွဲရုံကိုအပြေးလွှားသွားကြည့်တဲ့အခါအေးဆက်နေတဲ့ငမဲကြီးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်သတင်းတွေမှာလည်းငမဲကြီးတေဆုံးသွားပြီလို့ကြေညာလိုက်ပြီးဇာပနာပွဲကိုလည်းကျင်းပခဲ့ပါတယ်မြေမြုပ်တော့မဲ့နောက်ဆုံးအချိန်မှာစုံထောက်ကြီးကမတင်ကာတာကြောင့်ခေါင်းနှလားကိုအတင်းဖွင့်ခိုင်းပါတယ်တေဆုံးနေတဲ့ရုပ်လောင်းကိုပဲတွေ့လိုက်ရတဲ့အတွက်စုံထောက်ကြီးဟာရှက်ကိုရှက်ကန်းနဲ့ထွက်ခွာသွားခဲ့ရတယ်ဇာပနာပွဲပြီးလို့နောက်ဆုံးပန်းပွင့်တွေမြေပေါ်ကျလာတဲ့အချိန်မှာတော့ငမဲကြီးဟာမျက်လုံးပွင့်လာပါတော့တယ်သူဟာခေါင်းနှလားအောက်ခြေကရှိုးဝက်ကန့်ကိုဖွင့်ပြီးကြိုတူးထားတဲ့မြေအောက်လုံကူကနေတဆင့်လွတ်မြောက်သွားခဲ့ပါတယ်တကယ်တော့သူဟာလွန်ခဲ့တဲ့နှစ်ပတ်ကလေးကပြုတ်ကျမဲ့နေရာကိုအတိအကျရွေးချယ်ထားတာပါလေအိပ်ပါတဲ့ဝတ်စုံနဲ့အမိုးကာတွေကြောင့်သူဟာဘာဒဏ်ရာမှမရပဲပြုတ်ကျခဲ့တာဖြစ်ပြီးအေးပိဆက်ကိုသုံးကရင်ခွဲရုံမှာအလောင်းတုအဖြစ်ဟန်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်အခုတော့တကဘာလုံးကသူတည်ပြီးလို့ယုံကြည်သွားကြပြီဖြစ်တယ်လို့ဒေါ်လာ2 ဘီလီယံတန်ပူလဲနဲ့ကြီးကတော့သူ့လက်ထဲမှာလုံလုံခြုံခြုံရောက်ရှိသွားပါတော့တယ်ခင်ဗျာ